Hello အားလုံးပဲမင်္ဂလာပါ CCF ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးသွားမှာကတော့လူတစ်ယောက်ကသူ့မိန်းမရဲ့အုပ်ကူတွေကိုဖုန်းတစ်လုံးကိုထည့်ပေးလိုက်တယ်ဒီအချိန်မှာသူ့ရဲ့မိန်းမတည်သွားတာ9နှစ်ကြာခဲ့ပြီဒါပေမဲ့သူကအဲ့ဒီဖုန်းကိုဖုန်းနေဆက်နေတော့မယ်စာရီပို့နေတော့မယ်ပြီးတော့ဒီဖုန်းစင်ကတ်ကပြတ်သွားမှာဆိုတဲ့အတွက်ကြောင့်သူကနှစ်တိုင်းမှာဒီဖုန်းစင်ကတ်အတွက်ပေးကိုသူကပေးဆောင်နေတော့မယ်အဲ့ဒီပြင်ပေါ်မှာသူကသူ့ရဲ့အမျိုးသမီးဝတ်သွားခဲ့တဲ့အင်ဂျီကိုဘယ်သွားသူကယူဆောင်သွားခဲ့တယ်ပြီးတော့အိတ်လို့ရှိရင်လည်းအဲ့ဒီရဲ့အင်ဂျီကိုပွေပြီးမှသူကအိတ်တယ်အများရဲ့အမြင်မှာသူကယူနေတဲ့လူတယောက်လိုဖြစ်ပေမဲ့သူကတော့ဒီလိုမျိုးဘဝကိုသူပျော်ရွှင်နေဆိုပြီးသူကပြောခဲ့တယ်ဆိုတော့ဒီဇလန်က2014ခုနှစ်10လပိုင်း14ရက်နေ့မှာဖောင်ဝေးရှင်းဆိုတဲ့အသက်25နှစ်ရွယ်ကောင်မလေးကနေစတင်ခဲ့သူကသူ့ရဲ့အသက်24နှစ်မှာကင်ဆာရောဂါခံစားနေရပြီဆိုတာကိုသူကသိလိုက်တယ်အဲ့ဒီချိန်မှာသူ့ရဲ့ကင်ဆာအဆင့်ကနောက်ဆုံးအဆင့်ဖြစ်တဲ့အပြင်ကိုမှကင်ဆာဆဲတွေကကျိုးရိုးတွေအထိကိုပြတ်နေပြီဆိုတာသူကသိလိုက်တဲ့အတွက်ကြောင့်သူကဒီအကြောင်းကိုသိချင်းပဲသူ့ရဲ့ကောင်လေးဖြစ်တဲ့ရွဟိုင်းနင်ရှိကိုသူကဖုန်းဆက်ပြီးတော့လမ်းခွဲစကားပြောခဲ့တယ်အဲ့ဒီချိန်မှာရွဟိုင်ကစမ်းကြက်မှာရှိတဲ့အဆက်ရုံတစ်ခုမှာသူကအလုပ်လုပ်နေတာသူကဒီဖုန်းကလိုက်တဲ့အချိန်မှာကောင်မလေးပြောတဲ့အကြောင်းအရာကိုသူကလုံးဝလက်မခံနိုင်ဘူးအဲ့လိုနဲ့ဒီ2014ခုနှစ်10လပိုင်း15ရက်နေ့မှာကြာတော့သူကရထားလက်မှတ်ကိုချက်ချင်းဝယ်ခဲ့ပြီးတော့ကောင်မလေးရှိတဲ့ဆေးရုံကိုသူကသွားခဲ့တယ်အဲ့ဒီချိန်မှာဆိုရင်သူတို့စက်ရုံက15ရက်နေ့ဆိုရင်လစာပေးတာဒါပေမဲ့သူကသူ့ရဲ့လစာကိုလည်းမထုတ်သွားတဲ့အပြင်မှာစက်ရုံကိုလည်းသူကဘာအကြောင်းမှမကြားခဲ့ပဲနဲ့ချက်ချင်းပဲသူကတိချင်းပဲဒီကောင်မလေးစက်ရုံကိုသူကပြေးပြီးသွားခဲ့တယ်အဲ့ဒီချိန်မှာသူစက်ရုံကိုလာနေပြီဆိုတာကိုဝင်းရှင်ရဲ့မိဘတွေကလည်းသိတဲ့အခါမှာသူတို့ကလည်းသူတို့ရဲ့စိတ်ကိုပြင်ဆင်ထားတာပေါ့။သမီးရဲ့ကောင်လေးလာပြီဆိုရင်တေချာတာကတော့ပထမအဆင့်နဲ့သူဖတ်ပြီးငိုမယ်နောက်ပိုင်းကျရင်တော့ဒါကသူ့သမီးကနောက်ဆုံးအဆင့်ဖြစ်တဲ့အတွက်ကြောင့်လမ်းခွဲသွားမယ်လို့ပဲသူတို့ကအဲ့လိုထင်တာ။အဲ့အတွက်ကြောင့်သူတို့ကလည်းစိတ်ကိုပြင်ဆင်ထားတာပေါ့နော်။赖着他赖吧，他赖啊，咱这事后一说，这骗子叫他一看，他肯定钱都要走了，他不会再要。ဒါပေမဲ့ရွဟိုင်ရောက်လာတဲ့အခါမှာသူကဝင်းရှင်းကိုတွေ့ချင်းပဲသက်ယုံကိုသူကချက်ချင်းဖုန်းဆက်လိုက်တယ်အဲ့ဒီမှာသူကပြောတာကငါကောင်မလေးနေမကောင်းဖြစ်နေတဲ့အတွက်ကြောင့်ငါအလုပ်ထွက်မယ်ဆိုပြီးသူကပြောတယ်အဲ့ဒီအချိန်မှာဝင်းရှင်းကလည်းသူကပြောတာပေါ့နင်ယူနေလားနင်အုံတော့မရှိဘူးလားငါဒီအချိန်နေတောင်ရောက်နေပြီနင်ဘာလို့ငါနားမှာနေမှာလဲငါနင့်မျက်နှာမတွေ့ချင်ဘူးနင်ထွက်သွားလိုက်သူကအဲ့လိုမျိုးပေါ့နော်ငါတင်စရာစကားလုံးတွေပြောပြီးတော့သူကအဲ့လိုမျိုးနှင်ထုတ်တာပေါ့ဒါပေမဲ့သူအဲ့လိုပြောလဲရွဟိုင်ကသူကလုံးဝဂယုမဆိုင်တဲ့အပြင်မှာသူ့မှာစုထားတဲ့ပတ်စံတွေကိုသူကဘန်းနေသွားထုတ်တယ်သွားထုတ်ပြီးတော့ဝိရှင်ရဲ့မိဘတွေကိုသူကဒီကောင်မလေးစိတ်ကူးသားစိတ်အတွက်ဆိုပြီးတော့သူကပေးအဲ့လိုနဲ့သူကအနားမှာပဲပြုစုတယ်ပြုစုတိုင်းမှာလဲကောင်မလေးကလက်မခံဘူးနင်သွားထွက်သွားနင်မျက်နှာငါမမြင်ချင်ဘူး你别捏了，你赶紧滚蛋走吧，一眼都不想看见你。我跟你分手，你干嘛还来？你傻呀？你有病啊？你干嘛还不走啊？你非缠着我干嘛？သူအဲ့လိုမျိုးနာကျင်စကားလုံးတွေပြောတယ်သူဘလောက်ပဲပြောရွဟိုင်ကအပြုံးမပြတ်ပဲသူ့နားမှာပဲပြုစုနေတယ်ဆိုတော့နောက်ပိုင်းကျတော့ဒီကောင်မလေးရဲ့မိဘတွေကသူ့သမီးရဲ့ခံစားချက်ကိုသိလာတာပေါ့သူဘာလို့ဒီလိုပြောလဲဆိုတော့သူ့ကောင်လေးကသူ့အနားမှာပဲဒီအချိန်နေဖြုံးမှာကိုသူမလို့ခြင်းတဲ့အတွက်သူ့ကောင်လေးကိုသူကထွက်သွားခိုင်းတာဆိုပြီးမိဘတွေကသိလာတဲ့အခါကျတော့နောက်ပိုင်းမှာမိဘတွေကိုနိုင်ကိုကရွဟိုင်ကိုမောင်းထုတ်တာပေါ့ရွဟိုင်လာပြီဆိုတာနဲ့နင်ထွက်သွားငါသမီးကိုငါတို့ပဲပြုစုမယ်နင်အကူညီမလို့နင်ထွက်သွားအဲ့လိုမျိုးသူတို့ကအမြဲတမ်းမောင်းထုတ်တယ်မောင်းထုတ်တဲ့အချိန်မှာတော့ရွဟိုင်ကထွက်သွားတယ်ဒါပေမဲ့နောက်ပိုင်းမှာသူကခိုးပြီးတော့ပြန်လာတယ်ခိုးပြီးပြန်လာပြီးကောင်မလေးအနားကိုပဲသူကရောက်လာတယ်။ဆိုတော့အဲ့လိုမျိုးလောက်ပါများတဲ့အခါကျတော့နောက်ပိုင်းမှာဝေရှင်းနဲ့သူ့ရဲ့မိဘတွေကရွေဟိုင်ကိုဘာမှမပြောတော့ဘဲနဲ့ဒီတိုင်းလွှတ်ထားလိုက်တာပေါ့နော်။ဒီတိုင်းပဲလွှတ်ထားလိုက်တယ်။အဲ့ဒီအချိန်မှာဆိုရွေဟိုင်ကသူကနေတိုင်းလာတယ်လာပြီးတော့ကောင်မလေးပျော်အောင်လို့စကားကြီးပြောတယ်ပျော်အောင်လုပ်ပေးတယ်သူအမြဲတမ်းကောင်မလေးကိုပျော်အောင်ထားတယ်။ဒါပေမဲ့ကောင်မလေးအရှိမမရှိတဲ့အချိန်ဆိုရင်သူကအဲ့လိုတယောက်တည်းခိုးပြီးငိုတတ်တယ်။တခါအဲ့လိုစေးရုံရဲ့ဒီလိုအောက်ဆင်းတဲ့တေကားတွေဘာတွေမှာဆိုအဲ့လိုသူကြိတ်ငိုနေတာရောတခြားသူတွေကသူ့ကိုတွေ့တာပေါ့နော်အဲ့လိုမျိုးသူကငိုနေတတ်တယ်။ဘာလို့လဲဆိုတော့ဆရာဝန်တွေကသူတို့မိသားစုကိုအသိပေးပြီးသားကောင်မလေးရဲ့ယောဂအခြေအနေကကုသလို့လုံးဝမရဘူးနောက်ဆုံးအဆင့်ဖြစ်တဲ့အပြင်မှာကင်ဆာဆဲတွေကတစ်ခုလုံးကိုပြန့်နေပြီဆိုတာသူတို့တွေကသိတဲ့အတွက်ကြောင့်ကောင်မလေးကလုံးဝအသက်မရှင်နိုင်ဘူးဆိုတာသူကသိတယ်။အဲ့လိုအချိန်မှာနောက်ပိုင်းကျတော့ကောင်မလေးကယောဂပိုပြင်းလာတဲ့ခါကျတော့သူကကောင်လေးကိုအရင်လိုပဲနှင်လွတ်တာပေါ့နော်။ငါအချိန်မရှိတော့ဘူးနင်တခြားကောင်မလေးတော့ရှာပါလားဘာလို့ငါအနားမှာပဲနင်ဒီလိုမျိုးနေရလဲနင်ယူနေလားအုံတော့မရှိဘူးလားသူအဲ့လိုမျိုးပြောတာပေါ့နော်အဲ့လိုပြောတဲ့အချိန်မှာရွဟိုင်ကသူတို့ရဲ့စပြီးတော့တွဲခဲ့တဲ့အချိန်ကိုသူကပြန်ပြီးတတိယသွားတာဆိုတော့သူတို့က2009ခုနှစ်မှာစမ်းသုံးရန်ခိုင်မှာအလုပ်လုပ်နေနေသူတို့ကတွေ့ခဲ့ကြတယ်သူတို့စတွေ့တဲ့အချိန်မှာတော့သူအသက်19-20ပဲရှိသေးတာပေါ့ဆိုတော့အဲ့ဒီအချိန်မှာကျတော့
ဝှေ့ရှင်ရဲ့မိဘတွေကသဘောမတူတဲ့အတွက်ကြောင့်ဒီဝှေ့ရှင်ကနေပြီးတော့အိမ်ကထွက်လာပြီးတော့ရွေ့ဟိုင်နဲ့သူအတူတူနေပြီးတော့အလုပ်လုပ်တယ်ဆိုတော့အဲ့ချိန်မှာအသက်လဲငယ်သေးတာဖြစ်တဲ့အတွက်ကြောင့်အလုပ်လုပ်တဲ့အခါမှာအဆင်မပြေတာတွေရှိတယ်အဲ့ဒီအချိန်မှာသူတို့တချို့လတွေမှာဆိုရင်ပတ်စံအဆင်မပြေလို့ဆိုပြီးတော့တစ်လလုံးကိုမှခောက်ဆဲပြုတ်ပဲစားခဲ့ရတဲ့အချိန်တွေရှိတယ်အဲ့ဒီအချိန်တွေမှာလည်းဝှေ့ရှင်ကမငြင်းမညူပဲနဲ့ရွေ့ဟိုင်အနားမှာပဲသူကပျော်ပျော်ရွှင်ရွှင်နဲ့နေခဲ့တယ်အဲ့ဒီပြုံမှာတစ်ခါတလေညဘက်အိတ်စရာမရှိလို့ဆိုပြီးသူက ATM ဆက်တွေရဲ့အထဲမှာနှစ်ယောက်အတူတူအိတ်ခဲ့ရတယ်ဆိုတော့ဒီတရုတ်ပြည်မှာဆို ATM ဆက်တွေကဟာလာဟင်းလေးမဟုတ်ပဲနဲ့အခန်းထဲမှာထည့်ထားတာပေါ့နော်ဆိုတော့အဓိကတော့သူငွေထုတ်တဲ့သူတွေငွေထုတ်နေတဲ့တခြားသူလူသွားမှာစိတ်ပူလို့ဖြစ်မှာပေါ့နော်ဆိုတော့အဲ့လိုညပိုင်းနေဆို ATM ဆက်တွေအထဲအဲ့ဒီအခန်းကျင်းလေးတွေမှာသူတို့နှစ်ယောက်အတူတူအိတ်ခဲ့ရတယ်အဲ့ချိန်မှာဆိုရင်ဝှေ့ရှိကမငြင်းမညူပဲနဲ့ရွေ့ဟိုင်ရဲ့မျက်နှာကိုပဲကြည့်ပြီးတော့သူကပျော်ပျော်ရွှင်ရွှင်နဲ့နေခဲ့တယ်ဆိုတော့ကောင်လေးကသူတွေးတာငါတို့ဒီလောက်ခက်ခဲတဲ့အချိန်တွေအများကြီးအတွင်းမှာနင်ကမငြင်းမညူပဲနဲ့ငါဘေးနားမှာနေခဲ့တဲ့အတွက်ကြောင့်ဒီအချိန်မှာငါသာနေမကောင်းဖြစ်လို့ရှင်နင်ငါ့ကိုပြုစုပေးမှာပဲအဲ့ချိန်မှာငါနင့်ကိုနှင်လွတ်လို့ရှင်နင်ထွက်သွားမှာလားနင်လည်းထွက်သွားနိုင်မှာမဟုတ်ဘူးအဲ့လိုပဲဒီအချိန်မှာနင်နေမကောင်းဖြစ်တဲ့အတွက်ကြောင့်ငါနင့်ကိုနင့်အနားမှာနေပေးရမယ်တာဝန်ရှိတဲ့အတွက်ကြောင့်နင်ငါ့ကိုနှင်လဲငါထွက်သွားဦးဆိုပြီးတော့သူကအဲ့လိုမျိုးပြောခဲ့တယ်他问过我，他说这么苦的日子你跟着我过，哪个女孩也承受不了，人家都跑了，你咋想的呀？他就经常这样问我。我说只要跟你在一起，吃一包泡面我也是幸福的。အဲ့လိုနဲ့နောက်ပိုင်းမှာကျတော့ကင်ဆာဆိုတာသိတဲ့အတိုင်းပဲငွေအရန်ကုန်တဲ့အတွက်ကြောင့်ဒီရွေးဟိုင်ရဲ့စုထားတဲ့ငွေတွေရောဒီဝှေ့ရှိရဲ့မိဘတွေစုထားတဲ့ငွေတွေရောမရှိတော့တဲ့အခါကျတော့ကောင်မလေးကသူတွေးတာနင်တို့ဒါကအတိတ်ပဲမရှိတာတွေလုံနေတာငါသိမယ်ဆိုတာငါသိနေတဲ့ဥစ္စာဘာလို့စင်းရုံမှာစင်းရုံတက်နေပြီးတော့ငွေကုန်ကြေးကြများပြီးတော့ဒီအကုန်လုံးစိတ်ပင်ပန်းခံပါလဲပေါ့နော်ငါစင်းရုံကစင်းလိုက်မယ်နင်တို့ငွေရှာစရာမလိုတော့ဘူးကောင်မလေးကအဲ့လိုစင်းရုံစင်းမယ်လောက်တာအဲ့ချိန်မှာရွေးဟိုင်ကပြောတာနင်စင်းရုံစင်းစရာမလိုဘူးပတ်စံမရှိငါရှာမယ်လုံးဝရှာလို့မရလို့ရှိရင်တွေးထုတ်ရောင်းလို့ရရင်လည်းငါရောင်းမယ်နင်ပတ်စံကိစ္စစိတ်ပူစရာမလိုဘူးသူကအဲ့လိုမျိုးပြောတာလုံးဝကောင်မလေးကိုသူကစင်းရုံကမစင်းခိုင်းဘူး后来你干嘛？你有完吗？我要钱，我给钱小法，我小法行不行？我卖命行，我卖血行，我给你小点法行不行？我问你对得起我吗？အဲ့လိုနဲ့နောက်ပိုင်းမှာသူကမနက်ပိုင်းကောင်မလေးကိုသူကပြုတ်စုတယ်ညပိုင်းမှာသူက construction site တွေမှာအလုပ်သွားလုပ်တယ်ဆိုတော့အဓိကသူလုပ်တာအဲ့အုတ်တယ်တာကြောက်တယ်တာဘီလက်မြေထမ်းတာတန့်ရှင်းလုပ်တာသူကအဓိကပတ်စံရမယ်ဆိုရင်ဘလောက်ပဲခက်ခဲပင်ပန်းတဲ့အလုပ်ဖြစ်ပါစေသူရအောင်လုပ်တယ်အဲ့လိုမျိုးပေါ့နော်နေစားပုံစံမျိုးလုပ်တာပေါ့ပြီးတော့သူအလုပ်ကနေပြန်လာပြီဆိုရတဲ့ပတ်စံကိုချက်ချင်းကောင်မလေးရဲ့မိဘတွေကိုသူပေးရင်ပေးမပေးလို့ရှိရင်ဆေးရုံမှာကောင်မလေးဆေးအတွက်လိုအပ်တဲ့ဟာတွေကိုသူကပေးတယ်ပြီးတော့သူအလုပ်မှာဘလောက်ပဲပင်ပန်းခဲ့ကောင်မလေးရှိရောက်ပြီဆိုသူအဲ့လိုပြုံးပြုံးရွှင်ရွှင်တက်ကြွနဲ့ပဲသူအဲ့လိုလုပ်ပြရတယ်ပြီးတော့သူကိုယ်တိုင်ကြတော့သူကခောက်ဆဲပြုတ်ပဲစားတယ်အဲ့လိုမျိုးနဲ့သူနေလာတာပေါ့နော်အဲ့လိုနဲ့နောက်ပိုင်းကျတော့ကောင်မလေးရဲ့ယောဂတဖြည်းဖြည်းဆိုးလာပြီးတော့စပင်းတွေပါမရှိတော့ဘူးကင်ဆာဆိုတော့သိတဲ့အတိုင်းပဲဆေးတွေအရန်ပြင်းတဲ့အတွက်စပင်းတွေကျွတ်လာတဲ့အခါမှာသူကကောင်မလေးမှန်ကျင်စိတ်မကောင်းဖြစ်မှာဆိုလို့ဆိုပြီးတော့ကောင်မလေးအတွက်ကိုသူကစပင်းတူတစ်ခုကိုပါဝယ်ပေးခဲ့တယ်အဲ့လိုနဲ့နောက်ပိုင်းကျတော့ကောင်မလေးအချိန်ကြီးအရန်ဆိုးလာတာလဲသိရောသူကဘယ်သူမှမထင်ထားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုသူကချခဲ့တယ်အဲ့ဒါက2014ခုနှစ်17လပိုင်းမှာဒီဆေးရုံရဲ့အခန်းလေးထဲမှာပဲကောင်မလေးကိုသူကလက်ထပ်ခွင့်တောင်းခဲ့တယ်သူလက်ထပ်ခွင့်တောင်းတာကိုလည်းရွေ့ဟိုင်ရဲ့မိဘတွေကမကန့်ကွက်ဖဲနဲ့သဘောတူပေးခဲ့ပြီးတော့သူတို့နှစ်ယောက်လက်ထပ်ဖို့အတွက်ဆိုပြီးတော့သူတို့အိမ်ကနေပြီးတော့အိမ်နောက်စုစည်းရင်းကိုပါမိဘတွေကိုယ်တိုင်ယူလာပေးခဲ့တယ်ပြီးတော့ဒီလက်ထပ်ဖို့အတွက်ဆိုပြီးတော့လက်ဖွဲ့ငွေရွမ်2000ကိုလည်းသူတို့ကပေးခဲ့တယ်ဆိုတော့အဲ့ဒီခေတ်အချိန်ကြီးတုန်းကတရုတ်ပြည်မှာလက်ထပ်ရင်ကြတော့အိမ်နောက်စုစည်းရင်းပါလို့တယ်ဒါပေမဲ့ဒီဘက်ခေတ်မှာကြတော့သူကဒီမှတ်ပုံနေရှိရနဲ့ရတယ်အဲ့လိုနဲ့အဲ့ချိန်မှာဝေရှင်းတွေးတာကနင်တို့စဉ်းစားကြည့်လိုက်ပေါ့နော်ရေးစားရကံကောင်းတဲ့သူကအိမ်အောင်ကြကံကောင်းခြင်းမှာကံကောင်းမယ်ဆိုတော့အိမ်အောင်ကြကံကောင်းတဲ့သူကလည်းရောက်ခမရကံကောင်းခြင်းမှာကံကောင်းမယ်ဒါပေမဲ့ငါအတွက်ကကြတော့ရေးစားရလည်းကံကောင်းခဲ့တယ်အခုငါအိမ်အောင်ပြုတ်မယ်ဆိုရင်ယောက်ျားကလည်းကောင်းတဲ့အပြင်ကိုမှသူ့ရဲ့မိဘတွေကပါငါ့ကိုသမီးလေးတစ်ယောက်လိုချစ်ပေးတဲ့အတွက်ဒီကဘာမှာငါ့လောက်ပြောတဲ့သူရှိမှာမဟုတ်ဘူးနင်ဒီလိုလူမျိုးတွေကိုတွားရှာတွေ့ဖို့အတွက်ခဲရင်းတယ်ပေါ့နော်သူကအဲ့လိုမျိုးအင်တာဗျူးမှာသူဖြေခဲ့တယ်他们把我当成自己的亲生女儿一样对待他们没有让他的儿子抛弃我，没有劝他儿子放弃我。这样的父母难找，不是说光海宁这样的男孩子、男朋友好难找，老公难找，他的父母也难找。အဲ့လိုနဲ့
2014ခုနှစ်17လပိုင်း4ရက်နေ့မှာသူတို့ရဲ့လက်ထပ်စာချုပ်မှာလက်မှတ်ထိုးဖို့ကိစ္စကပုံမှန်ဆိုလို့ရှိရင်သူတို့ကလက်ချက်ရုံးကိုတွားပြီးတော့လက်မှတ်ထိုးရတာပေါ့ဒါပေမဲ့ဝင်းရှင်းရဲ့အခြေအနေမကောင်းတာကိုသူတို့အကြောင်းကမီဒီယာတွေကလည်းနောက်ပိုင်းသိသွားတဲ့အခါကျတော့ဒီလက်ထပ်စာချုပ်ရုံးကဝန်ထမ်းတွေကိုယ်တိုင်လာပြီးတော့သူတို့နှစ်ယောက်ကိုစေယုံမှာပဲလက်မှတ်ထိုးတာကိုလုပ်ပေးခဲ့တယ်2014ခုနှစ်17လပိုင်း17ရက်နေ့မှာစေယုံကနေပြီးတော့သူတို့နှစ်ယောက်မင်္ဂလာဆောင်မှုအတွက်ဆိုပြီးတော့စေယုံမှာရှိတဲ့ခမ်းမတစ်ခုကိုမင်္ဂလာခမ်းမအဖြစ်သူတို့ကအလကားငှားရမ်းပေးခဲ့တယ်အဲ့ဒီအပြင်ကမှမင်္ဂလာဆောင်ပွဲမှာလုပ်တဲ့ decoration အကုန်လုံးအတွက်ကိုလည်းတခြား decoration ကုမ္ပဏီတစ်ခုကနေပြီးတော့သူတို့ကဒီပန်းအလှဆင်တာတွေပါအကုန်လုံးကိုသူတို့ကလက်ဖွဲ့အဖြစ်နဲ့သူတို့အလကားလုပ်ပေးခဲ့တယ်အဲ့လိုနဲ့ပဲ2014ခုနှစ်17လပိုင်း18ရက်နေ့မှာသူတို့ရဲ့မင်္ဂလာဆောင်ကိုပြုလုပ်ခဲ့တယ်။မင်္ဂလာဆောင်တဲ့အချိန်မှာကောင်မလေးကတစ်ဖက်မှာလည်းသူအရန်ပျော်တယ်ဒါပေမဲ့တစ်ဖက်မှာကျတော့သူ့ရဲ့ဝင်ထုတ်ဝင်ဖိုးကြီးကိုကောင်လေးကိုပေးလိုက်ရတဲ့အတွက်သူမင်္ဂလာမဆောင်ခြင်းဘူးပေါ့။ဘာလို့လဲဆိုတော့လက်မှတ်ထိုးလိုက်ပြီဆိုတာနဲ့ဒါကအိမ်အောင်ကြဝီသားလူဖြစ်သွားမှာ哦ဆိုတော့သူတေဆုံးသွားတဲ့အခါကျရင်အကယ်၍ကောင်လေးနောက်တစ်ယောက်ရှာခြင်းတဲ့အခါကျရင်သူကအိမ်အောင်ကြပြီးပြီဆိုတဲ့အမဲဆက်ကြီးသူမပေးခဲ့ခြင်းသူလည်းဘာမှမလုပ်ပေးခဲ့ရတဲ့အတွက်သူအဲ့ဒါမျိုးဝမ်းနေတယ်ပေါ့နော်သူအဲ့လိုပြောတယ်အဲ့လိုနဲ့တစ်ဖက်မှာလည်းသူ့ရဲ့အဖေဖြစ်သူကမင်္ဂလာဆောင်တဲ့အခါမှာဒီသတို့သမီးရဲ့လက်ကိုအဖေဖြစ်သူကိုယ်တိုင်ကသတို့သားရဲ့လက်ထဲထည့်ပေးရတာကိုအဲ့ချိန်မှာလည်းသူအဲ့ရှောင်းလန်းလန်းရှောင်းနေတဲ့အချိန်မှာသူ့အဖေကတွေးတာငါတို့သမီးလေးရဲ့ဝင်ထုတ်ဝင်ပိုးကိုတခြားမိသားစုတစ်ခုဝင်ထုတ်ဝင်ပိုးတစ်ခုပေးလိုက်ရတဲ့ခံစားချက်ဖြစ်တဲ့အတွက်ကြောင့်တစ်ဖက်မှာလည်းသူကမပေးလိုက်ချင်ဘူးပေါ့သူများမိသားစုဝင်ထုတ်ဝင်ပိုးဖြစ်မှာဆိုလို့ပေါ့ဆိုတော့သူတို့သမီးသားစုကလည်းလူကောင်းနေလို့ပြောရမှာပေါ့နော်ဒီဝိရှိရဲ့မိသားစုတစ်ခုလုံးကလည်းသူတစ်ပါးအတွက်ကိုကြည့်ပေးတဲ့အပြင်ဒီရွေးဟာရဲ့မိသားစုတစ်ခုလုံးကလည်းသူတစ်ပါးအတွက်ကြည့်ပေးတယ်ဒါမိသားစုနှစ်ခုလုံးကလူကောင်းနေလို့တွေးလို့ရတာပေါ့နော်အဲ့လိုမျိုးသူမပေးလိုက်ချင်ဘူးဒါပေမဲ့လည်းတစ်ဖက်မှာလည်းပျော်တယ်ပေါ့နော်သူ我不想跟他走，我不想连累他，你连人都不配。从小到大，父母不是这样教育我的，可是我今天却这么自私，自己知道自己什么病，却要还要去连累人家，连累人家一个大家庭，不是连累他一个。我已经是最幸福的女人了，但是我这次遇到了生死的时候，你对我一直不离不弃，我这才知道我的幸福来得太快，我的爱情是真的。我们的爱情是真的，老公，我爱你。ဒီမင်္ဂလာပွဲကတော့လူတိုင်းရဲ့စိတ်ထဲမှာစိတ်ခံစားချက်ပေါင်းများစွာနဲ့မင်္ဂလာဆောင်ပြုလုပ်ခဲ့တယ်။အဲ့ဒီမင်္ဂလာဆောင်ပွဲမှာဒီစေယုံဝလူတွေအကုန်လုံးရောမီဒီယာသမားတော်တော်များများလည်းတက်ရောက်ပေးခဲ့တယ်။မင်္ဂလာဆောင်တဲ့နေ့မှာရွေဟိုင်ကဝိရှင်းအတွက်ဆိုပြီးတော့ရားထိုဆိုတဲ့တခြင်းလေးကိုသူကကိုယ်တိုင်ဆိုပြီးတော့ဖျော်ဖြေခဲ့တယ်။ဆိုတော့အဲ့တခြင်းလေးရဲ့အတိတ်ပဲဟာကြတော့不胖也不瘦的丫头，总拼命找减肥的理由。这种日子很有奔头，只是你变成什么样子，我们都会享受。သူချစ်တဲ့မိန်းကလေးတယောက်ကိုရည်ညွှန်းပြီးတော့ဆိုထားတဲ့တခြင်းပေါ့နော်တခြင်းလေးနောက်ထောင်ကျင်နေဆိုရင်တော့ကိုဒီဗီဒီယိုတင်တဲ့အောက်မှာ link တစ်ခုချပေးမယ်ပေါ့နော်ဆိုတော့တခြင်းလေးရဲ့အတိတ်ပဲကိုပြောရမယ်ဆိုရင်တော့ဒီကောင်မလေးတယောက်ရှိတယ်ပေါ့ဒီကောင်မလေးကတော့တခါတခါစိတ်ဆိုးတတ်တယ်တခါတခါဝမ်းနဲ့တတ်တယ်တခါတခါကြာရင်လည်းဒီဝါချင်းနဲ့ပိန်ချင်းကြမှာပြားများနေတတ်တယ်အဓိကပြောချင်တာတော့တစ်ဖက်မှာဝိချခြင်းတယ်တစ်ဖက်မှာအစားအများကြီးစားခြင်းတယ်အများတန်းဒွေဟာနှစ်ခုဖြစ်နေတဲ့မိန်းကလေးတယောက်ကကောင်းခြင်းနဲ့ဆိုးခြင်းကြားမှာဒွန်တွဲနေတဲ့မိန်းကလေးတယောက်ဒါပေမဲ့လည်းသူဟာဘလို့ပဲတည်ရှိနေပါစေငါတော့သူ့အမြဲချစ်နေတဲ့လူတယောက်ပေါ့အဲ့လိုအတိတ်ပဲမျိုးပေါ့နော်အဲ့တချင်းလေးကိုရွေဟိုင်ကဝိရှင်အတွက်ဆိုပြီးတော့လည်းသူဟာကိုယ်တိုင်ဆိုပေးခဲ့တယ်အဲ့လိုနဲ့မင်္ဂလာဆောင်ပြီးတဲ့အခါမှာရားထိုရဲ့တခြင်းကိုစိုးပေးခဲ့တဲ့အဆိုတော့ဝမ်းထုံးယူကလည်းသူကိုယ်တိုင်ဒီစေးကိုရောက်လာတယ်သူပြောတာဒီနင်တို့ရဲ့မင်္ဂလာဆောင်ပွဲကိုငါမီဒီယာမှာတွေ့လိုက်တယ်ပေါ့နော်တွေ့လိုက်တဲ့အခါကျတော့သူ့ရဲ့တခြင်းလေးကိုလည်းဒီလိုမျိုးကြိုက်ပြီးဆိုပေးတဲ့အတွက်ကျေးဇူးတင်တဲ့အပြင်မှာဒီပွေရှင်အတွက်ကိုအားပေးစကားလာပြောတာပေါ့နော်သူအဲ့လိုမျိုးလာတယ်ပြီးတော့သူရဲ့ဒီတခြင်းတီးပေးတဲ့ဘန်းရညီကိုတွေပါသူကခေါ်လာတယ်ခေါ်လာပြီးတော့အဲ့ရားထိုတခြင်းလေးကိုသူကိုယ်တိုင်တိခတ်ပေးပြီးတော့ရွေးဟိုင်နဲ့အတူတူပွေရှင်အတွက်ဆိုပြီးတော့သူတို့ကအဲ့ဆေးရုံမှာဖြောပြပေးခဲ့တယ်我这乖乖的乖乖的丫头，是我心上甜蜜的伤口。你是对的，你是错的，反正回去都是你定的。只是你变成什么样子，我们都会享受。အဲ့လိုနဲ့ရက်အနှင်းငယ်ကြတဲ့အခါမှာတော့သူတို့ကဝိရှင်ရဲ့နောက်ဆုံးအချိန်ကိုဖြတ်တန်းဖို့အတွက်ဆိုပြီးတော့သူတို့ကစိတ်ယုံကဆင်းလိုက်တယ်စိတ်ယုံကဆင်းပြီးတော့သူတို့အိမ်မှာပဲသူတို့ပြပြရွှင်ရွှင်နဲ့နောက်ဆုံးအချိန်ကိုစောင့်နေတာပေါ့နော်အဲ့လိုနေလာရင်းနဲ့ပဲ2019ခုနှစ်6လပိုင်းမှာတော့ဝ
ဝိရှင်ရဲ့ယောဂအခြေအနေကအရန်ကိုဆိုးဝါးလာခဲ့ပြီးတော့သူကတည်ဆုံးသွားခဲ့တယ်ဝိရှင်တည်ဆုံးသွားတဲ့အချိန်မှာတော့ယူဟန်အတွက်ကတော့ကဘာကြီးအမှောင်ထုတဲကြာသွားတယ်လို့မျိုးဖြစ်ခဲ့တယ်ဆိုတော့အဲ့အချိန်မှာကိုပထမဦးဆုံးပြောခဲ့တယ်လို့ပဲသူကဒီဝိရှင်ရဲ့အုပ်ကူထဲမှာသူကဖုန်းတစ်လုံးကိုထည့်ခဲ့တယ်ဖုန်းစင်ကအတွက်နှစ်စင်ချင်းကိုလည်းသူကဘယ်နှစ်နှစ်စာဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီဖုန်းစင်ကအတွက်ကိုသူကထည့်ပေးလိုက်တယ်ထည့်ပေးတဲ့အပြင်မှာသူကအဲ့ဒီဖုန်းကိုနေတိုင်းစာပို့တယ်ဖုန်းဆက်တာတွေသူလုပ်တယ်ဆိုတော့သူ့ရဲ့စိတ်ထဲမှာဝိညာဉ်သားတကယ်ရှိခဲ့မယ်ဆိုရင်သူ့အမျိုးသမီးကဒီအုပ်ကူထဲမှာအထီးမကျန်ဖို့အတွက်ကိုသူအဲ့လိုစာပို့နေတာဖြစ်တယ်ပေါ့နော်ဆိုတော့နောက်တစ်ဖက်မှာလည်းသူကငါးသားတည်သွားခဲ့လို့ရှိရင်ကဘာကြီးကဒီလောက်ကျဲတာငါအမျိုးသမီးကိုငါဘယ်လိုရှာတွေ့နိုင်မှာလဲဆိုတော့အဲ့ဒီခံစားချက်နဲ့လည်းသူအဲ့လိုလုပ်တာဖြစ်တယ်ပေါ့နော်如果真的有灵魂的话，能让我老婆跟我说几句话。等我死了的话，会不会太晚？会不会找不到她了？世界这么大，我不知道她去什么地方。ဆိုတော့တစ်ဖက်မှာလည်းသူကဝိရှင်းဝစ်ခဲ့တဲ့အင်ဂျီကိုသူကဘယ်တော့ယူသွားတယ်ရှောက်လွယ်တာပဲဖြစ်ဖြစ်အပြင်သွားတာပဲဖြစ်ဖြစ်ဘယ်တော့ယူသွားတယ်အဲ့တော့မှသူ့ရဲ့စိတ်ထဲမှာသူ့အမျိုးသမီးသူ့ကိန်းနာမှာရှိရဲဆိုတဲ့လုံခြုံတဲ့ခံစားချက်ရတယ်ပျော်ရွှင်တဲ့ခံစားချက်ရတယ်ဆိုပြီးသူပြောတယ်ဆိုတော့အဲ့တစ်ဖက်မှာလည်းသူကညအိတ်တဲ့အချိန်တိုင်းမှာလည်းကောင်မလေးဝစ်ခဲ့တဲ့အင်ဂျီကိုပဲသူကပွေပြီးတော့အိတ်တယ်အဲ့လိုနဲ့ပဲသူကကိုနှစ်ကြာတဲ့အထီကိုသူကအဲ့လိုမျိုးမပြတ်လှုပ်လာတယ်ပေါ့နော်နောက်ပိုင်းမှာလည်းသူအဲ့လိုမျိုးဆက်လှုပ်နေရလို့သိရတယ်ပေါ့ဆိုတော့ဒီဇလန်လေးကတော့တရုတ်ပြည်မှာတကယ်ဖြစ်ခဲ့တဲ့အချစ်ဇလန်လေးပဲဖြစ်ပါတယ်ဆိုတော့ဒီဇလန်လေးနားထောင်ပြီးလို့ရှိရင်တော့ကြည့်ပြီးတဲ့တငယ်ချင်းတွေလည်းဂျင်းထဲမှာတစ်ခုခုတော့ခံစားခဲ့ရမယ်လို့ကိုမျှော်လင့်တယ်ဆိုတော့ကိုကတော့ကိုမျှော်လင့်ထားတဲ့အချစ်စစ်အချစ်မှန်ဆိုတာကငွေကြေးတွေပုံပေးနေမှာမဟုတ်ဘူးခန်းခန်းနာနာကြည်ကြည်တည်တည်လုပ်ပေးနေမှာမဟုတ်ဘူးနေတိုင်းရှိတဲ့အချိန်တိုင်းစက္ကန့်တိုင်းမှာကိုနဲ့သူနဲ့ဟာမေတ္တာစင်မေတ္တာမှန်နဲ့ချစ်နေပြီးတော့တယောက်ရဲ့လိုအပ်ချက်တယောက်ဖြည့်ဆည်းပေးနေပြီးတော့သက်ဆုံးတိုင်းပျော်ရွှင်စွာနဲ့နေထိုင်သွားတာကိုပဲစစ်မှန်တဲ့ချစ်ချင်းတရားလို့ကိုကယုံကြည်တယ်အဲ့အတွက်ကြောင့်ကြည်ပေးတဲ့တငယ်ချင်းတွေရဲ့ဘဝမှာလည်းကို့အပေါ်အဲ့လိုမျိုးစစ်မှန်တဲ့ချစ်ချင်းတရားနဲ့ချစ်ပေးနိုင်တဲ့သူမျိုးနဲ့စုံစည်းနိုင်ပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေရှင်ကြည့်ရှုနားဆင်ပေးတဲ့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်